အားလုံးပဲမင်္ဂလာပါဒီနေ့ရတော့ဘောနော်ပြီးရဒီနေ့ဟာလေ MW စက်ခွန်လေးဖောက်ပြမှာဖြစ်ပါတယ်မဲဖောက်ပေးမှာဘောနော်ပေါက်ပြီးသားလူတွေလည်းရှိရဘောနော်မပေါက်သေးတဲ့သူရဲ့နာမည်ကိုပြပါမယ်သစ္ဆန်သူမမိုးသစ္ဆန်သူပေါက်ပြီးမမိုးအေးမပေါက်သေးဘူးနောက်ပြီးကြတော့BB မပေါက်သေးဘူးជីမပေါက်သေးဘူးနောက်ပြီးကြတော့နောက်တစ်ယောက်ကမိုးဝတန်ဆွဲကောင်းမလေးမပေါက်သေးဘူးနော်မပါတဲ့သူတွေကိုဖောက်ပြမှာဖြစ်ပါတယ်ရှင်မပါတဲ့သူတွေကြတော့နောက်တစ်ခါကတော့ဒီမှာက iPhone 7ဖောက်ပြမှာဖြစ်ပါတယ်အခုဖောက်ပါမယ်ရှင်အဲ့ဒါလေးကကြတော့ MW စက်ခွန်လေးပါခုပေါက်စင်းနေဆိုလို့ရှိရင်တော့90နီးပါးလောက်တော့ရှိနေတယ်နော်အဲ့ဒါကိုဖောက်ပြမှာဖြစ်ပါတယ်ရှင်နောက်ကတန်လေးပါဝင်တောင်းမှပါတယ်ဖောက်ပြပါတော့မယ်ရှင်တဲတွေဦးရရတဲ့သူတွေကဘယ်လိုပြောမလဲနော်မာပြတဲနေလက်ခရှင်တို့တင်ကျပြောရရှိသေးတယ်လက်သေးကတကက်ဖောက်ပေးပါမယ်မဲဖောက်ပေးပါမယ်ရှင်ဒီမနေ့သူတိုက်ချင်အခုဖောက်ကြရအောင်ညက်တယ်ညက်တယ်ကျမညက်တာဖြဲ့မြောက်ဖြစ်နေအဲ့ဒါကြီးအိတ်ကြနေဒီလားခဲရန်ထိုးဖောက်လိုက်ပါတယ်ခဲရန်ထိုးပေါက်တော့မပေါက်ဘူးလို့ကြောက်လေရဖြစ်နေကျမကကြီးနဲ့ညက်ထုတ်လိုက်ပါပြီအိတ်ကြီးတဲ့ကျမဖောက်ပြီးနေအိတ်ကြီးကျမဆွဲပြနော်အဲ့နဲ့ဘယ်သူပါမလဲဆိုစိတ်ကြည့်လို့ရှာရင်ခေါ်မေးချာမိုးအေးပေါက်သွားပါတယ်ဝါးမိုးအေးပေါက်သွားပါတယ်ရှင်ညီမလေးမိုးအေးကန်လိုက်တာနော်မိုးအေးပေါက်သွားပါတယ်သူကလေသူ့ထဲမှာပါတာရှိတယ်သူ့ထဲမှာကြတော့ဘာပါလဲဆိုတော့မမပြန်ကြည့်ပေးပါမယ်သူ့ထဲမှာကဗီဒီယိုဖိုင်ပါမယ် YouTube ပါမယ် Facebook ပါမယ် TikTok ပါမယ် Samsung ပါမယ် SB ကုတ်ပါမယ်နောက်ကြတော့ဂိမ်းပါမယ်ကင်မရာ9လုံးလေးနဲ့နောက်ကြလက်သေးကလေးလည်းမဲဟုတ်ပြပါမယ်